agency တွေထောင်ထားတဲ့လူတွေနဲ့ရှင်းလို့ရှိရင်ဒီဂျပန်ကိုလာမဲ့သူတွေကကလေးတွေများတယ်လေဒီကလေးတွေပေါ့ဘလို့စိတ်နဲ့များခေါင်းပုံဖြတ်ချင်နေကြရလဲဆိုတော့စဉ်းစားလို့တော့မရဘူး agency တွေပတ်သက်မရရင်လူမပို့ဘူးမို့လားအဲ့လိုပဲနှုတ်နှစ်ဖက်အဆင်ပြေလို့ထွက်လာရဲဆိုပေမဲ့ဘာဖြစ်လို့ဒီရောက်တဲ့ကလေးတွေကိုအပေါ်မှာထပ်ပြီးတော့ခေါင်းပုံဖြတ်စားခြင်းနေကြတယ်ဒီလိုမျိုးပြောလို့ဆက်ဆက်ရကလောက်တာတော့မဟုတ်ပေမဲ့နည်းနည်းလေးကိုချင်းစာပေးပေါ့နော်ပြောချင်တာအကုန်လုံးမြန်မာနိုင်ငံအတွင်းထဲမှာကလေးကမှတချို့ဒီကိုလာတဲ့အလုံးနဲ့လာတဲ့ကလေးတွေတော်တော်များများကနေရလူတွေများတယ်နေရလူတွေများတဲ့အတွက်ကြောင့်မလို့ဒီရန်ကုန်မှာဟလာဒီအင်တာဗျူးတွေဆောင်းရတာတွေရှိရဆောင်းမပွဲတွေဖြေရတာတွေရှိရရန်ကုန်မှာဒီလိုမျိုးတွေသူတို့လာဒုက္ခတွေခံဒီဂျပန်ကိုမရောက်သေးခင်ကလေးကမှမြန်မာနိုင်ငံမှာဒုက္ခတွေခံပြီးနေရတဲ့သူတွေအများကြီးအလုံးလျှောက်တဲ့လူတွေကိုလည်းငယ်တခုတော့ပြောချင်တာပေါ့နော်ကိုရှောက်မဲ့ agency ပေါ့နော်ကိုရှောက်မဲ့ agency အကြောင်းတေးသေးချာချာလေးစုံစမ်းပါဒီဘက်မှာ senior တွေရှိမှာပဲဟိုမှာဒီတစ်တုံးမှာလူ30ပို့ချင်ပို့မယ်50ပို့ချင်ပို့မယ်အဲ့လိုမျိုးပို့ပါတယ်ဟိုမှာအများကြီးကြံနေသေးတယ်ဒီလိုမျိုးတွေလည်းကြားရတာပဲဆိုတော့အဲ့တော့ senior တွေရှိရမလား senior ရဲ့အခြေအနေကိုကတော့တစ်ချက်နှမ်းမေးသေးခြင်းနဲ့ကိုမထွက်လာသေးဘူးထွက်လာပြီးမှမမပြင်ဆင်လို့မရတော့ဘူးနော်ထွက်လာပြီးသွားရင်အကုန်လုံးဘာမှပြင်ဆင်လို့မရတဲ့အတွက်မြန်မာနိုင်ငံအတွင်းထဲမှာကိုထွက်မလာခင်မှာအများကြီးပြန်ပြီးတော့ပြင်ဆင်လို့ရတယ်ကိုကစာချုပ်ချုပ်ရမယ်မို့လားအလုံးနဲ့စာချုပ်ချုပ်ရမယ်ကိုဘယ်လမ်းကြောင်းနဲ့လာမှာလဲဥပမာစားတောက်ဆိုင်နဲ့လာမှာလားငယ်အမြဲတမ်းပြောနေတယ်စားတောက်ဆိုင်လားစိုက်ပျိုးရေးလားမွေးမြူရေးလားဒါမှမဟုတ်ဘေးဒင်ကလင်းနဲ့လားဒီဟိုတယ်ပေါ့နော်ဟိုတယ်ဆိုလို့ရှိရင်ငယ်တို့ဗတ်မေကင်းနေပါအဲ့လိုမျိုးနဲ့လာမှာလားအဲ့ဒါတွေကိုစာချုပ်ချုပ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီတေချာသူတို့နဲ့တိုင်ပင်ပြီးတော့မှစာချုပ်ချုပ်ဖို့အတွက်ရောက်ရင်ပြီးတော့ဒီအလုံးနဲ့ဆိုလဲအလုံးနဲ့ပဲငါလာလိုက်မယ်ဆိုတဲ့ဟာမျိုးနဲ့မဟုတ်ဘဲနဲ့တေချာလေးဖတ်ပြီးတော့မှလက်မှတ်ထိုးဖို့လို့တော့ငယ်ကတကယ်ကိုပဲဒါအကြံပေးချင်ပါတယ်အဓိကကဘာလဲဆိုတော့လစာဘယ်လောက်ရမှာလဲတစ်ဖက်မှာဘယ်နေရက်ပိတ်မှာလဲဘယ်ရက်တွေမှာလစာထုတ်ပေးရလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒါတွေကိုလည်းငယ်ကတော့တေချာမေးသေးခြင်းနဲ့နောက်တစ်ခုကဘာလဲဆိုတော့ဒီရောက်ပြီးကမှဟာလာဟိုအလုပ်ရှင်ကပတ်စံထုတ်မပေးလို့အတူကိုတော့ကိုလာတဲ့ agency ကလည်းအားကိုးလို့မရကိုကဒီမှာဟာလာအလုပ်တွေလုပ်ပြီးတော့ကိုကပတ်စံမရအဲ့လိုမျိုးအခြေအနေနောက်တစ်ခုကကြတော့ကိုတကယ်ရမယ်ပတ်စံအပေါ်မှာကိုလာတဲ့ agency ကနေထပ်ပြီးတော့ဥပမာ18000ပေါ့နော်18000ရတာကို agency က3000ထပ်ယူပြီးတော့ကိုလိုအားကတကယ်ဆို18000ရမယ်ကိစ္စမှာဟလာဒါ18000ဆိုအခွန်တွေပါနှုတ်ပြီးပြောတာနော်ငါတို့ဒီမှာကျမကြီးကိုဘာညာအကုန်လုံးကအကုန်နှုတ်ပြီး18000ရမယ်ဟာမှာ agency ကတစ်စစ်ထပ်ဖြတ်စားပြီးတော့15000ပဲရတာတို့14000ပဲရတာတို့ဒီလိုမျိုးတွေကြားရတယ်နောက်တစ်ခုကဘာလဲဆိုတော့ငါအမြဲတမ်းပြောနေကြလို့ပဲကိုကဘယ်လမ်းကြောင်းနဲ့လာမှာလဲโอเคစားတောက်ဆိုင်နဲ့လာပြီးတန်ရှင်းဝေလုံနေရတယ်ဆိုရင်လည်းမဟုတ်သေးဘူးဟုတ်တယ်နော်တန်ရှင်းနဲ့လာပြီးတော့ဗတ်မေကင်ဝေလုံနေရတယ်ဆိုရင်ဒါမဟုတ်သေးဘူးကိုကဒီလမ်းကြောင်းနဲ့လာတယ်ဒီလမ်းကြောင်းနဲ့လာရင်ဒီအလုပ်ပဲလုပ်ရမှာလားဆိုတော့တေချာမေးဒီရောက်ခါမှာကိုလာခဲ့တဲ့လမ်းကြောင်းမဟုတ်ဘဲနဲ့ကိုရွေးချယ်ခဲ့တဲ့လမ်းကြောင်းကအလုပ်တွေကိုလုပ်နေရတဲ့သူတို့ပေါ့နော်ဒီငဲ့အတိတွေထဲမှာတွေ့နေရတယ်ပေါ့နော်ဘေးဒင်ကလင်းနဲ့လာကြတယ်ဒီတန်ရှင်းပေါ့ဘေးဒင်ကလင်းနဲ့ဆိုတာအဆောက်အုံတွေထဲမှာပဲတန်ရှင်းရေးသမားဒီစေးရုံစေးကန်းတွေမှာတချို့ဆိုရင်စေးရုံစေးကန်းတွေအတန်ရှင်းရေးတွေပေါ့နော်ဒီဂျပန်နိုင်ငံမှာဆိုတော်တော်များများသိပါတယ်တန်ရှင်းရေးဆိုဘယ်လိုမျိုးတွေလုပ်ရတယ်ဆိုတော့အဲ့လိုမျိုးအလုပ်နဲ့လာတဲ့လူတွေကိုဘယ်လိုတွေခိုင်းလဲဆိုတော့ဒီဂျပန်မှာရောက်လဲရောက်ပေါ့နော်အဲ့အလုပ်ကို6လလောက်လုပ်ခိုင်းလိုက်တယ်လုပ်ခိုင်းပြီးတော့ဒီနောက်ထပ်တစ်နှစ်ဗီဇာနဲ့ကွာနောက်ထပ်6လမှာဘာခိုင်းလဲဆိုဗတ်မေကင်လုပ်ခိုင်းတာသူကဟိုတယ်မှာလုံးဝမှာဟိုတယ်မှာဆိုဟိုတယ်နဲ့လာတာလို့ပဲထင်တာကွာအရင်တော့ဟိုတယ်နဲ့လာတော့ဘာဖြစ်လို့ဒီမှာ MSF ပေါ့နော်ဒီလိုမျိုးအလုပ်တွေလုပ်နေရတယ်သူကမဟုတ်ဘူးတဲ့ဘေးဒင်ကလင်းနဲ့လာဟုတ်လားလို့ဆိုတော့အဲ့ဒါဆိုရင်တော့နည်းနည်းပေါ့နော်ဒီအလုပ်နဲ့နည်းနည်း SS သေးတယ်ပေါ့နောက်ကြတော့လုံးဝကွဲထွက်သွားဗတ်မေကင်လုပ်ခိုင်းတာတော့ဟဲဘေးဒင်ကလင်းနဲ့လာတာဗတ်မေကင်မှာလုပ်ဆရာမလို့ဘေးဒင်ကလင်းနဲ့ဗတ်မေကင်ကတော့မှပဲဘယ်လိုမျိုးလုပ်ခိုင်းလဲဆိုတော့တနေ့ကို10ခန်းတို့15အဲ့လိုတက်သွားလို့15ခန်း18ခန်းအဲ့လိုမျိုးအပေးလုပ်ရမယ်လို့ပြောတယ်တဲ့ဒါဆိုလို့ရှိရင်ဟုတ်ပြီဒီဟိုတယ်ပိုင်းကရတဲ့လာစာပေးလေပေးတဲ့လာစာကြတော့ဘေးဒင်ကလင်းနဲ့လာစာပဲပေးပြီးတော့ခိုင်းတော့ကြတော့ဒီလိုမျိုးခိုင်းတယ်မြန်မာချင်းချင်းကိုဘာဖြစ်လို့အဲ့လိုမျိုးကိုအစဉ်ပြေရင်ပြီးရောဒါကိုသားသမီးအရွယ်သေးလို့ဘာဖြစ်လို့များချင်းချင်းပြန်ပြီးဂျင်းပိတ်ကြတာလဲမသိအဲ့တော့ငယ်ကဒီအလုံးရှောက်မဲ့သူတွေလည်းပြောချင်တာကဘာလဲဆိုတော့သူများနိုင်ငံကိုအချိန်တွေရောငွေတွေရောအကုန်ခံပြီးတော့ကိုတွေကလာရတာလာစူးစမ်းရတဲ့ဂျပန်စာရီလည်းပဲမြင့်မို့လို့အတွက်အဲ့လိုမျိုးစူးစမ်းပြီးမှရောက်လာတဲ့အတွက်ကြောင့်မို့လို့အရင်တုံးအောင်နေတယ်သူများကဒါဆိုရင်ကိုကမဒါနဲ့တေချာလေးစုံစမ်းကိုနိုင်ဆုံးဖြတ်တော့အများနဲ့ပြောတယ်သူများရဲ့ဒီစကားသူများစကားပေါ်မှာပဲမူတည်ပြီးတော့ကိုယ့်ရဲ့သုံးဖြတ်ချက်ကိုဖြစ်စေတယ်ကိုနိုင်ဆုံးဖြတ်ဘယ်လမ်းကြောင်းနဲ့ဘယ်လိုမျိုးလာလို့ရလဲဆိုတာဂျပန်နိုင်ငံအတွင်းထဲကိုရတယ်ဝင်လို့ရတဲ့နည်းနဲ့ဝင်ခဲ့ဒါပေမဲ့အဲ့ဒီဝင်လို့ရတဲ့နည်းရလဲကိုဒီမှာတကယ်ကိုအဲ့ဒီအလုပ်ကိုလုပ်လို့ရတဲ့ဟာဖြစ်ရမယ်နော်ဟိုတယ်နဲ့လာပြီးတန်ရှင်းလုပ်ရတာတို့တန်ရှင်းနဲ့လာပြီးဟိုတယ်ဝင်လုပ်ရတာတို့လာတာတွေကလည်းတူနေရမဟုတ်တဲ့အတွက်ကြောင့်မလို့တခုခုဆိုကိုပဲနစ်နာတာတေချာလေးစုံစမ်းလေးလာပြီးတော့မှဆုံးဖြတ်ချက်တစ်ခုချဖို့လို့အတွက်ငယ်အကြံပေးချင်ပါတယ်နောက်ဆုံးတစ်ခုအကြံပေးချင်တာဘာလဲဆိုတော့မြန်မာနိုင်ငံအတွင်းမှာဖြေလို့ရတဲ့ဆောင်မွေးအကုန်လုံးဝင်ဖြေခဲ့ပါဟိုတယ်နဲ့လာပြီးတော့စားတောက်ဆိုင်ပြောင်းကျင်တာလားစားတောက်ဆိုင်နဲ့လာပြီးဟိုတယ်ပြောင်းကျင်တာအဲ့လက်မှတ်တွေကိုရအောင်ယူခဲ့ပါကိုကဒီဟိုတယ် life ကိုမကြိုက်ဘူးဆိုလို့ရှိရင်ကိုစားတောက်ဆိုင်ဘက်ကိုချိန်လို့ရတယ်ကွာစားတောက်ဆိုင်ဘက်ကိုမကြိုက်ဘူးဆိုလို့ရှိရင်ဟိုတယ်ဘက်ကိုချိန်လို့ရတယ်ဒီရောက်မှဖြေလို့မရဘူးလားဆိုဒီရောက်မှလည်းဖြေလို့ရတယ်ဒါပေမဲ့အချိန်ကုန်တာပေါ့အဲ့တော့မြန်မာနိုင်ငံအတွင်းထဲမှာကလေးကမှအဲ့လိုဆောင်မွေးတွေကိုဝင်ဖြေပြီးတော့လက်မှတ်တွေယူလာခဲ့ဖို့လို့အတွက်ငယ်ကအကြံပေးချင်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ငယ်ကနောက်ဗီဒီယိုတွေမှာဘယ်လိုမျိုးအတွေ့အကြုံတွေကိုပြန်ပြီးတော့ဝင်းမျှပေးမလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်ရှင်